เนี่ยตะคุรีသောပန်းနိုင်ဆက်လျှောက်နေသူရဲ့ခြေလမ်းတိုင်းကိုဆက်လျှောက်နေသူရဲ့ခြေလမ်းတိုင်းကိုပန်းနိုင်ကစောင့်နေတယ်တစားသိပ်သီးလာတဲ့အမှောင်တစားနဲ့သိပ်သီးလာတဲ့အမှောင်ကိုအာယုံအလင်းရောင်ကစောင့်နေတယ်ဒုက္ခခတ်သိမ်းကင်းစင်မှငြိမ်းအေးခြင်းအစစ်ကိုမြင်ကြရမှာဒုက္ခခတ်သိမ်းကင်းစင်မှငြိမ်းအေးခြင်းအစစ်ကိုမြင်ကြရမှာလာလေငါတို့မတွေ့ဝေကြီးနေချင်းနေမြန်မှန်သာရှေ့လျှောက်တနေ့ရောက်ရမယ်ငါတို့ပြောလင်းနေပန်းနိုင်ဒါကျွန်တော်တို့ပန်းနိုင်ကိုသွားတဲ့အချိန်မှာအာမန်ယူလို့ရစေနိုင်တဲ့ကြပြလေးပါ